Joshua Wing vs ယောထန်ရောက်ဖဆန်ကာတစ် One Championship မှာလားတကယ်ဖြစ်နိုင်လားခုတလော MMA ပရိသတ်တွေကြားအရန်စိတ်ဝင်စားမှုများနေတဲ့ပွဲတစ်ပွဲရှိပါတယ်အဲ့ဒါကတော့ Joshua Wing နဲ့ယောထန်ရောက်ဖဆန်ကာတစ်တို့ One Championship မှာတွေ့ဆုံနိုင်မလားဆိုတဲ့မေးခွန်းပါပဲJoshua Wing ကတော့မြန်မာနိုင်ငံကိုကိုစားပြုနေတဲ့ One Championship Fighter တွေလောက်ထိပြီးအထူးသဖြင့် technique ကောင်းမှုခံနိုင်ရည်မြင့်မှုလက်တက် fighter တွတ်တွတ်လတ်လတ်နဲ့လက်တီးချက်ကောင်းတာတွေကြောင့်ပရိသတ်အကြိုက်ဖြစ်လာပါတယ်။နောက်ဆုံးပွဲဒီမှာလည်းပြိုင်ဘက်ကိုမလွယ်ကူပဲဖိအားပေးနိုင်တာကိုတွေ့ရပါတယ်။ယောထန်ရောက်ဖဆန်ကာတစ်အကြောင်းတစ်ဖက်မှာတော့ယောထန်ရောက်ဖဆန်ကာတစ် One ရဲ့အကျန်းစား fighter တယောက်ဖြစ်ပြီးတိုက်ခိုက်စွမ်းအားအပြင်းအထန်ဖိအားပေးမှုမရက်မနာရှေ့တိုးတိုက်ခိုက်မှုတွေကသူ့ရဲ့အမှန်စားပါပွဲစတင်လိုက်တာနဲ့အဆုံးထိ fight style ကိုမလော့တဲ့ fighter မျိုးပါပဲနှစ်ယောက်တွေ့ရင်ဘလို့ပွဲဖြစ်မလဲဒီနေ့က1မှာတကယ်တွေ့ခဲ့ရင်ကျော်စွာ1ဘက်ကတော့ထိုးချက်ရွေးထိုးနိုင်မှုကောင်တာ game plan ကိုအသုံးချရမယ်ယောထန်ရောက်ဖဘက်ကတော့အစပိုင်းကတည်းကဖိအားအပြင်းဆုံးပြီးပြီးပွဲကိုပိုင်နိုင်ဖို့ကြိုးစားမယ်အဲ့ဒါကြောင့်ဒီပွဲကနီးစနစ် versus အကျန်းစာအတွေးအခေါ် versus အင်အားဆိုတဲ့ပွဲအမျိုးအစားချစ်လာနိုင်ပါတယ်ပွဲချစ်နိုင်ကြီးရှိလားလက်ရှိအခြေအနေရတော့ဒီပွဲဟာပရိသတ်စိတ်ဝင်စားမှုအရာအရင်မြင့်မားပေမဲ့ weight class 1ရဲ့ matchmaking fighter ဗင်းရောက်စလုံးရဲ့အချင်းစရာတွေကိုကြည့်ရင်ချက်ချင်းဖြစ်လာဖို့တော့မလွယ်သေးပါဘူးဒါပေမဲ့ပရိသတ် demand ဆက်မြင့်လာရင် One Championship ကစဉ်းစားလာနိုင်တဲ့ dream match တပွဲဖြစ်နေပါတယ်တင်တို့အမြင်ရကြော်စွာဝင်းနိုင်မလားယောထန်ရောက်ဖားဆန်ကာတစ်ကအနိုင်ယူမလားကွန်မန့်မှာထင်မြင်ချက်ရေးခဲ့ပါနော်